Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ချက်စီသမင်းကိုအိမ်မှာလွယ်လွယ်ကူကူလေးချက်စားကြပါမယ်ရှင်ချက်သားပြုတ်ဖို့အတွက်ရေ2လီတာလောက်ထည့်လိုက်ပါမယ်ရှင်ပြီးရင်နည်းနည်းပြီးအမြင့်လေးထည့်လိုက်ပါမယ်ချက်သွန်ဖြူနဲ့ဂျင်းလည်းထည့်လိုက်ပါမယ်ရှင်ပင်ကပြားရဲ့အကြည်ထမင်းစားစွန်းနဲ့2စွန်းလောက်ထည့်ပေးလိုက်ပါတယ်ပြီးရင်ချက်သားမုံနဲ့စားလည်းထည့်လိုက်ပါမယ်ရှင်သူ့ကိုရေစူအောင်တည်ပေးထားလိုက်ပါမယ်အခုလိုမျိုးလေးရေစူပွက်လာပြီဆိုလို့ရှိရင်တော့ချက်သားတွေထည့်လိုက်ပါမယ်ရှင်ချက်သား1ကီလိုခွဲသုံးထားပါတယ်ရှင်တည်ပေးထားရင်အခုလိုမျိုးအမြုပ်လေးတွေထွက်လာရင်ခတ်ထုတ်ပြလိုက်ပါမယ်ရှင်တည်ပြီးမိနစ်20လောက်ကြာလို့ရှိရင်တော့ကြက်ပြုတ်ရည်လေးတွေကိုခတ်ထားလိုက်ပါမယ်ရှင်ထမင်းချက်ဖို့အတွက်ချက်သားပြုတ်ပေးတာ35မိနစ်လောက်ကြာလို့ရှိရင်တော့ချက်သားလေးတွေဆယ်ထုတ်ထားလိုက်ပါမယ်ပြီးရင်တော့ထမင်းနဲ့တွဲစားဖို့အတွက်ဟင်းရည်လေးချက်ပါမယ်ရှင်ကျွန်မကြောက်ပြုံသီးလေးထည့်ထားပါတယ်ကိုကမုံလာဦးကြိုင်မုံလာဦးလေးထည့်လို့ရပါတယ်ရှင်အရသာမြည်ပြီးတော့ငရုတ်ကောင်းမုံလေးထည့်ပေးလိုက်ပါတယ်ရှင်ဒါဆိုရင်တော့ထမင်းနဲ့တွဲစားဖို့အတွက်ဟင်းကြိုလေးရပါပြီရှင်ထမင်းချက်ဖို့အတွက်ကြက်ရေကုန်ကနေပြီးတော့စီထုတ်ပါမယ်ရှင်မီးအေးလေးနဲ့စီထွက်လာအောင်ကြော်ပေးလိုက်ပါမယ်အခုလိုမျိုးနေထားရလို့ရှိရင်တော့ကြက်စီပတ်လေးတွေဖယ်ထုတ်လိုက်ပါမယ်ရှင်ပြီးရင်ကြက်သွန်ဖြူထောင်းထားတာနဲ့ဂျင်းလေးတွေထည့်ပေးလိုက်ပါမယ်ဒါကတော့ဆန်ပါဝတ်ဆန်ချိန်ခွက်နဲ့3လုံးပါရှင်ရေဆေးပြီးရေစစ်ထားတာပါထည့်ပြီးကြော်ပေးလိုက်ပါမယ်ရှင်အရသာအတွက်တကြားထမင်းစားစုပ်နဲ့2စွန်းထည့်ပေးလိုက်ပါမယ်စားလေးလည်းထည့်လိုက်ပါမယ်ရှင်ကြက်သားမှုန့်လေးလည်းထည့်ပါတယ်ရှင်ပြီးရင်သူ့ကိုသေချာသမအောင်မှွေပြီးကြော်ပေးထားလိုက်ပါမယ်9မိနစ်လောက်ဆိုရပါပြီရှင်ပြီးရင်ချက်မဲ့ပေါင်းဦးတွေကိုပြောင်းပြီးထည့်လိုက်ပါမယ်ရှင်ရေရတော့ကိုချက်နေကြပုံမှန်အတိုင်းပဲထည့်ပါရှင်စောစောယူထားတဲ့ကြက်ပြုတ်ရည်တွေထည့်ပေးလိုက်ပါမယ်ကိုချက်နေကြအတိုင်းပဲထည့်ပါတယ်ရှင်ကြက်ပြုတ်ရည်နဲ့ရေလည်းနဲ့လိုနေလို့ရေထပ်ထည့်ပေးလိုက်ပါတယ်ပြီးရင်တော့တည်ပေးထားလိုက်ပါမယ်ရှင်တစ်ခေါက်လောက်ဖွင့်ပြီးမှွေပေးလိုက်ပါမယ်ဒါကတော့ထမင်းလေးနှက်သွားပါပြီရှင်ကြက်စီထမင်းလေးရပါပြီဒါလေးကတော့ပြီးရင်တော့ထမင်းနဲ့တွဲစားမယ့်အချိန်လေးလုပ်ပါမယ်ရှင်ဂျင်းထည့်ပါမယ်ရှင်ထမင်းစားစုပ်နဲ့1စွန်းလောက်ရှိပါတယ်ရှင်လှီးထားတာလေးကငရုတ်ဒီဇိုင်းထမင်းစားစုပ်နဲ့2စွန်းလောက်ရှိပါတယ်ရှင်ကြက်သွန်ဖြူလည်း2စွန်းလောက်ရှိပါတယ်ထင်ညအောင်ထောင်းပေးလိုက်ပါမယ်တကြားထည့်ပါမယ်ရှင်ထမင်းစားစုပ်နဲ့1စွန်းဒါကတော့ထိုင်းပဲငပိအရေးလေးပါသူ့ကိုထမင်းစားစုပ်နဲ့2စွန်းလောက်ထည့်ပေးလိုက်ပါမယ်ရှင်ရှာလကာရဲ့ထမင်းစားစုပ်နဲ့2စွန်းထည့်ပါတယ်ပဲငပြာရဲ့အကြီးထမင်းစားစုပ်နဲ့1စွန်းထည့်ပါတယ်ရှင်ဒါကတော့ကြက်သွန်ဖြူအရေးလေးပါထမင်းစားစုပ်နဲ့3စွန်းလောက်ထည့်ပေးလိုက်ပါမယ်ရှင်တမယာသီးနှလုံးလောက်ညှစ်ထည့်ပေးလိုက်ပါမယ်ပြီးသွားလို့ရှိရင်ရေနွေးထမင်းစားစုပ်နဲ့2စွန်းလောက်ထည့်ပေးလိုက်ပါမယ်ရှင်ပြီးရင်ရတာအပေါ့ငံလေးကိုစိတ်ကြိုက်ထပ်မြည်ကြည့်ပါနော်ဒါဆိုရင်တော့ထမင်းလေးနဲ့တွဲစားမယ့်အချိန်လေးရပါပြီရှင်ချက်သားလေးကိုစီလေးတွေတုပ်ပေးလိုက်ပါမယ်ရှင်လောက်ရတာလည်းအရန်လွယ်ပါတယ်เนาะမခက်ပါဘူးကျေးဇူးပါရှင်